ယေရှုနှင့်တပည့်တော်တို့သည်ဘဲဇဲဒမှပြန်လာခဲ့ကြ၏လူအုပ်ကြီးသည်သိရှိသောအခါသူတို့နောက်သို့လိုက်ကြ၏ညနေပိုင်းတွင်ပေတရုသည်လာ၍သခင်ဒီနေရာဟာမြို့နဲ့ဝေးလို့လူတွေကိုအစာရှာဖို့ပြန်ခိုင်းရင်ကောင်းမယ်ထင်တယ်သခင်ခက်ခဲတွေ့နိုင်ပါတယ်မဟုတ်ရင်သူတို့ဒုက္ခရောက်လိမ့်မယ်သူတို့စားဖို့မင်းတို့ရှာပေးရမယ်ကျမတို့မှာရှိတာကတော့မုံ9လုံးနဲ့9နှစ်ကောင်ပဲစัจ java လာကိုအုပ်စိုးတော်မူ၍လူသားတို့အားစားစရာများကိုပေးတော်မူသောဖေယဆရာပဲထူးဆန်းလိုက်တာ